ကလေးတို့ကောင်းကင်ကဘာလို့အပြာရောင်ဖြစ်နေရတာလဲသိကြလား ကျွန်တော်တို့တငယ်ကြီးမိုးဆက်နဲ့သူ့အိမ်နှငောက်ပါဒီနေ့ကကောင်းကင်ပေါ်မှာထိုင်နေရင်မိုးဆက်ကမေးလိုက်တယ်ဝါအပြာရောင်ကောင်းကင်ကြီးကအယမ်းလာတယ်အယောင်ဒီအများကြီးရှိတာပဲနော်အဝါလည်းရှိတယ်အနီလည်းရှိတယ်အစိမ်းလည်းရှိတယ်ဘာလို့ကောင်းကင်ကြီးကအပြာရောင်ဖြစ်နေရတာလဲသူ့ရင်ကပြန်ဖြေတယ်ကောင်းကင်ကြီးကဘာလို့အပြာရောင်ပဲပြည့်နေတာလဲဟုတ်လားအဲ့ဒါလှုပ်ဝက်ချက်ကြီးပဲလာပါအတူလိုက်ကြည့်ရအောင်သူ့ရင်ကပထမဆုံးနေမင်းကြီးရဲ့အလင်းရောင်ကဘလို့အယောင်လဲသိလားအချူရောင်ပဲထီရပေမဲ့တကယ်တော့အနီလိမ်မော်အဝါအစိမ်းအပြာခရမ်းရောင်အားလုံးပါပါတယ်မိုးဆက်ကဟာအယောင်နေအများကြီးပါနေတာပဲဘာလို့ကျွန်တော်တို့မျက်စိကအဖြူရောင်လို့မြင်ရတာလဲသူ့ရင်ကအပြန်ရှင်းပြတယ်အဲ့ဒါသူတို့အတူကတ်နေလို့ပဲဒါပေမဲ့ကျွန်တော်တို့လေထူတဲ့ရောက်တဲ့အခါပျော်ပွဲစကြမယ်နေရောင်ကြီးကအဖြူရောင်ပဲထင်ရပေမဲ့တကယ်တော့ရောင်စင်ခုနှစ်မျိုးပါတယ်နော်အဲ့ဒါကိုရောင်စုံသက်တက်လို့ခေါ်တယ်အဖြူရောင်အလင်းတန်းဆိုတာကရောင်စုံအလင်းတန်းနဲ့ဖွဲ့စည်းထားတာနေရောင်ကြီးကရောင်စုံရောနှောနေတော့ကျွန်တော်တို့မျက်စိကအဖြူရောင်လို့မြင်ရတာသူရိယမိုးဆက်လာပါတီဝဲစကြရအောင်လို့ပြောရင်းသူ့ရဲ့ရောင်စုံတငယ်ချင်းတွေကိုခေါ်လိုက်တယ်သူတို့အားလုံးအတူတူလက်ချင်းချီပြီးကပလေချူထဲကိုပြေးလာကြတယ်အနီကလေးအယမ်းမိုက်တယ်အဝါကလေးအမြဲပြုံးနေတယ်အစိမ်းကလေးအပြာကလေးအယမ်းမြန်တယ်ခရမ်းကလေးအယမ်းချစ်စရာအားလုံးပါလာတယ်မိုးဆက်ကဟာအယောင်တွေပါတီဝဲစနေကြပြီပဲအယမ်းပျော်စရာကောင်းတယ်နေမင်းကြီးကနေတိုင်းသူ့အယောင်ဆုံးကလေးတွေကိုကဘာပေါ်ကိုပို့ပေးတယ်ဒါပေမဲ့ကဘာကိုရောက်ဖို့လေထူတွေကလေမော်လီကျူအသေးလေးတွေအများကြီးရှိနေတယ်အဲ့ဒီလေမော်လီကျူတွေကရောင်တွေကိုတွန်းလိုက်တိုက်လိုက်နဲ့ကစားကျင်ကြတယ်အဲ့ဒီကစားနည်းကိုသိပ္ပံပညာရှင်တွေကဖလန်းချက်ချင်းလို့ခေါ်တယ်။အနီရောင်ကြီးလိမ်မော်ရောင်ကြီးတွေကလှိုင်းလျားရှိလို့လေမော်လီကျူးတွေကတိတ်မကစားခြင်းဘူး။သူတို့ကတဲ့ကြီးဖြတ်သွားတယ်။ဒါပေမဲ့ဘလူးအပြာရောင်လေးကလှိုင်းလျားတူတူလေးရှိလို့အယမ်းမြန်မြန်လှုပ်ရှားတယ်။လေမော်လီကျူးတွေမြင်လို့ပျော်လွန်းလို့ဟေးဘလူးလာငါတို့နဲ့ကစားရအောင်ဆိုပြီးဘလူးကိုလွှဲပတ်သွန်းလိုက်တိုက်လိုက်ကစားကြတယ်။အပြာရောင်လေးကကစားရတာအယမ်းပျော်လို့ကောင်းကင်တခွင်လွှဲပတ်ပြီးလွှာနေတယ်။အပေါ်ဘဲညာအနှံ့အပြားဖြန့်ချက်ကစားနေတယ်။ဒါကြောင့်ကျွန်တော်တို့အပေါ်ကိုမောက်လိုက်လက်ခါအပြာရောင်လေးဘလူးကနေရာအနှံ့အပြားတွေ့နေရတာ။နေကင်မှာဆိုဘလူးအပြာရောင်လေးအယမ်းပျော်နေလို့ကောင်းကင်တခွင်အပြာရောင်ပဲဖြစ်နေတာ။ဟာအပြာကလေးတွေအယမ်းပျော်နေတာပဲ။သူတို့အယမ်းမြန်မြန်ပြန့်လွတ်နိုင်လို့ကောင်းကင်ကြီးကအပြာရောင်ဖြစ်သွားတာပေါ့။မိုးဆက်ကရည်ရင်အော်ပြောလိုက်တယ်။သူ့ရင်ကဟုတ်တယ်အပြာရောင်ကပျော်ကြီးကတယ်အဲအားကြောင့်နေတိုင်းကောင်းကင်ကအပြာရောင်လေးထင်နေတာအန်အိုးစရာအချက်လေးတစ်ချက်ခရမ်းရောင်ကအပြာထက်တောင်ပြတ်နေဗျာဒါပေမဲ့ကျွန်တော်တို့မျက်စိကအပြာကိုပိုချစ်တယ်ခရမ်းကိုတိတ်မမြင်ရဘူးနေမင်းခီရဲ့အယောင်မှာလဲခရမ်းရောင်ကနည်းနည်းလေးပဲပါတယ်ဒါကြောင့်ကောင်းကင်ကခရမ်းရောင်မဟုတ်ပဲအပြာရောင်ဖြစ်နေတာညနေလောက်တော့နေမင်းကြီးကလည်းဝေးကိုပြန်ရမယ်လမ်းရှည်ဖြတ်ရမယ်အပြာကလေးတွေပါတီဝေးမှာအယမ်းကစားပြီးပင်ပန်းသွားတော့မပြန့်လွင်နိုင်တော့ဘူးညနေစင်းကောင်းကင်အယောင်ကဘလို့ဖြစ်မလဲကလေးတို့အပြာရောင်လေးကတော့ပင်ပန်းလို့အနားယူတော့မေးတဲ့ဒါဆိုကောင်းကင်ကြီးအပြာရောင်ဖြစ်ရတာအပြာရောင်လေးတွေလေထူတွေမှာပျော်ပွဲစပြီးပြန့်လွင်သွားလို့ပဲအန်အောစရာပျော်စရာလှုပ်ဝက်ချက်လီမဟုတ်လားနောက်တစ်ခါကောင်းကင်ကိုမောက်ကြည့်လိုက်ဟေးအပြာကလေးတွေပျော်ပွဲဆက်ကစားနေသေးလားလို့ပြောကြည့်ပါကလေးတို့ဒီဇလန်းကြိုက်သလားကောင်းကင်ကိုဘယ်အချိန်တွေမောက်ကြည့်မိလေဘလို့တေပြောဖြစ်ကြလေမနက်ခင်းနေထွက်ချိန်နဲ့ညနေနေဝင်ချိန်ကောင်းကင်အယောင်ကဘလို့အယောင်တွေလေးခေါင်းမှန်မှာရေခဲ့ပေးပါအောင်သူ့ရိန်နဲ့မိုးဆက်ကကောင်းကင်ကြီးကိုချစ်တယ်တဲ့ဘိုင်